အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့တင်ဆက်ပေးမယ့်ပုံမြင်လေးကတော့ကတုံးစော်ဝိုင်းရဲ့စားလောက်ချစ်ပါသည်ဆိုတဲ့ပုံမြင်လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်နောက်တဲ့ထူးခြားစမ်းကြဲတဲ့ပုံမြင်လေးတွေကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနှိပ်ခဲ့ပေးကြပါဦးခင်ဗျာပုံမြင်ဇာတ်လမ်းတွေကိုမတင်ဖြစ်တာကြားသွားတဲ့အတွက်အားလုံးကိုတောင်းပန်ပါတယ်ခင်ဗျာတခါကတိုင်းပြည်အုပ်ချုပ်တော်ဘုရင်ကြီးတွင်တားတော်သုံးပါရှိလေသည်တနေ့တော့ခါဘုရင်ကြီးကတားတော်သုံးယောက်ကိုခေါ်၍ချစ်သားတို့ဖခင်မဲတော်ပေါ်ဘလောက်ချစ်တယ်ဆိုတာအတီးတီးလျှောက်တင်စေမှန်လားပါထိုအခါတားကြီးကဤတို့လျှောက်တင်သည်ဖုံးတော်ကြီးတော်ဖခင်မဲတော်ရွှေငွေကြောက်တံပရမကဘာပေါ်မှာရှိသမျှယတနာအလုံးတို့ထက်ဖခင်ကိုပို့ချစ်ပါတယ်တားကြီးစကားကြားရတာအားရလိုက်ပါပြီတားလက်ကလည်းအားကြမကန်ပြန်လျှောက်သည်တားကတော့ဖခင်ပေါ်မှာကဘာပေါ်မှာရှိသမျှစားကောင်းတောက်ဖွယ်အလုံးတို့တဲ့ပူချစ်ပါတယ်။တားလေးရဲ့စကားကလည်းအားရစရာပဲ။တားငယ်အလက်တို့ရောက်တော့ခါဤတို့ရှောက်တင်မြတ်၏။တားကတော့ဖခင်ပေါ်မှာစားလောက်ချစ်ပါတယ်ဖေဟာ။ဟင်ထိုစကားကြားရတော့ခါဘယင်ကြီးကလုံစွာစိတ်ဆိုးသွားလေသည်။တဲမိုက်တဲ့တားငယ်ပါလား။ငါလိုကြီးကျယ်မြင့်မြတ်တဲ့ဘယင်ကြီးရဲ့ချစ်ကိုဘာမဟုတ်တဲ့စားနဲ့နိုင်ရတာလား။ဟဲ့အာနာဘကွယ်သားတို့မိုင်မဲတော်ငါရဲ့သားငယ်အားတုတ်တန်တို့ထုတ်၍ခေါင်းဖြတ်တက်စေ။အိုးမောင်တော်ဖေဟာဘယ်လိုမိန့်တော်မူလိုက်တာလဲဖေဟာ။သားငယ်လေးတွေအရွယ်ငယ်သေးတာမို့စကားပြောမတတ်လို့ခုလိုမှားသွားရတာပါ။သားငယ်လေးရဲ့ပြစ်ကိုခွင့်လွှတ်တော်မူပါဖေဟာ။ခွင့်မလွှတ်နိုင်ဘူးဟေးလုံးဝခွင့်မလွှတ်နိုင်ဘူး။ဒီလိုမိုင်မဲတဲ့သားတော်ကိုမွေးထားမိတာကိုကငါရဲ့မဟာအမလေးသားတော်ရဲ့ငယ်ငယ်ရွယ်ရွယ်နဲ့တေရတော်မှာပါလား။မဲတော့ရင်ကျိုးရကြီးရဲ့ဒီကောင်ကအတုံးမကြလို့ခုလိုဖြစ်ရတာတေးတာအေးပါတယ်လေဒီကောင်တေးတော့တို့ရဲ့ပြိုင်ဘက်တယောက်ရော့သွားရတာပေါ့ဟုတ်ပါဖခမဲတော်နဲ့ရဆက်ရင်တို့ညီကိုနှစ်ယောက်ပဲထိနေရမှာဒါပေါ့မေဘေးကြီးညီမပင်တောင်းပန်စေကမူဘယင်ကြီးကစိတ်ဆိုးမပြေနောက်ဆုံးအာနာပကွယ်သားတို့ကမင်းသားလေးကိုဖမ်းပြီးတုတ်တန်တို့ခေါ်သွား၏တကယ်တမ်းကြတော့မင်းသားလေးမှာဘာမှအပြစ်မရှိပါဘူးကွယ်ဘယင်ကြီးကတက်ခိုင်းလို့သာတက်ရမှာတို့လည်းမတက်ချင်ပါဘူးဘယင်အမိန်ကိုလည်းမလွန်ဆန်ရဲဘူးဒါပဲဖြစ်ဖြစ်လေတက်ရတော့မှာပဲမင်းသားလေးဒီအာနာပခွဲသားကြီးအားစိုက်ကြည့်နေသည်တက်မှဖြစ်တက်တော့လေအိုးမင်းသားလေးအရှင်ကိုကျွန်တော်မျိုးတက်ဖို့ဆန္ဒမရှိပါဘူးဒါကြောင့်ဒီရက်ကနေအဝေးဆုံးကိုသာပြေးပါတော့တင်ဖာခမတော်ရဲ့တိုင်းပြည်ကိုဘယ်တော့ခါမှပြန်မလာပါနဲ့အတင်မင်းသားလေးရဲ့အဝတ်စားများကိုချုပ်ပေးခဲ့ပါအဲ့ဒီအဝတ်ပေါ်ကိုအမဲသွေးတုပ်လိမ့်ပြီးတော့ဘရင်ကြီးကိုပြလိုက်ပါမယ်ကောင်းပြီလေနောက်ဆုံးမင်းသားလေးကအဝတ်စားများကိုချုပ်ပြီးတော့အာနာပကွက်သားကြီးအားပေးပြီးတဲ့နောက်မှာတော့ထိုနေရာမှထွက်ပြေးသွားခဲ့လေတော့သည်နေရာတဲ့ဘဝတင်မှာပျော်ရွှင်ပါစေမင်းသားလေးရေအာနာပကွက်သားကြီးကလည်းစီစဉ်ထားသည့်အတိုင်းမင်းသားလေးရဲ့အဝတ်များကိုအမဲသွေးတုပ်လိမ့်ပြီးတော့ဘရင်ကြီးအားပြလိုက်သည်ဒင်းရဲ့သွေးစွန်းနေတဲ့ဝတ်တွေကိုမြင်ရတာကျေနပ်လာပါပြီဂျေစုမသိတဲ့ကောင်တေးတာအေးတာပဲမင်းသားလေးဒီရှုံမြောင်ကြောက်ကပါတောတောင်မြတ်စွာတို့ကိုကြော်ဖြတ်ပြီးနောက်ဒုက္ခဝတီပြည်သို့ရောက်ရှိသွားလေသည်တကယ်ကိုစီကားတဲ့တိုင်းပြည်ပါပဲမြို့ထဲမှာတော့နေလို့မဖြစ်သေးဘူးငါမင်းသားမန်လူတွေတီးသွားရင်တော့ငါ့အတွက်မလုံးကြုံတော့ဘူးတိတ်ဆိတ်တဲ့နေရာမှာနေရမယ်မင်းသားလေးဒီဆက်လက်၍ခရီးဆက်လာခဲ့ရာမြို့စုံရွာကလေးတရွာစီကိုရောက်လာသည်ဒီရွာမှာပဲငါ့ဘွားကိုတစ်ကပြန်စားမယ်ဘသူများလဲကွယ်ကျွန်တော်ကမိဘမဲ့ကလေးတယောက်ပါခင်ဗျာနေစရာမရှိလို့ပါခင်ဗျာအေးကွယ်လူလေးကြည်ရတာလဲတနာစရာပါပဲကဲပါကွယ်ဘာမှမစိုးရင်ပါနဲ့အဖွားရဲ့အိမ်မှာပဲပျော်တလုံးနေပေါ့ကျေးဇူးတင်ပါတယ်ခင်ဗျာအဖွားမှလည်းသားသမီးမြင်းမြင့်မရှိတော့တယောက်တည်းအထီးကျန်နေတာပေါ့ကွယ်ငါမီးရောက်လာတော့ပျော်စရာလေးပေါ့မင်းသားလေးကရာခင်းတဲတွင်တစ်ပင်များစိုက်၍ဝမ်းစာရှာသည်မဆိုးဘူးဟာငါစိုက်ထားတဲ့အပင်တွေကဖြစ်ထွန်းအောင်မြင်နေရွာထဲလဲပြီးတော့ရောက်အောင်မအဖွားကြီးတားရွာထဲဝင်ပြီးတော့ဈေးရောက်ထွက်အောင်မယ်နော်အေးကွယ်တိတ်နောက်မကျဈေးနဲ့နော်နေမုံမတဲ့ခင်အမြန်ပြန်လာကွယ်သမင်းပွဲပြန်ထားလိုက်မယ်ဟုတ်ကဲ့ဖွားမုံလာဥတွေရမယ်ခရမ်းသေးတွေရမယ်ငရုတ်သေးတွေရမယ်နော်ဈေးတယ်လေးလာပါအောင်ကွယ်ဈေးဝယ်ကျင်လို့ပါကွယ်လာပြီခင်ဗျာလာပြီဘာယုံလဲတော့ဟင်းချက်စရာကြီးအဆုံးပါတယ်ခင်ဗျ
ခရမ်းချင်းတီ90သားနဲ့ချင်းပေါင်ရဲ့သစည်းလောက်ပေးပါကွယ်ဟုတ်ကဲ့ယူသားတဲ့အလောက်ကမုံမြတ်လိုက်တာရာသီတွေကအလီလီပြောင်း၍နှစ်ကာလကလည်းကြောင်ကြောင်းခဲ့လေပြီမင်းသားလေးသည်လည်း16နှစ်သားအရွယ်သို့ရောက်လာခဲ့သည်အချိန်တွေကုန်တာမြန်လိုက်တာငါရဲ့ဘာကမီးတော်နဲ့မဲတော်တို့ကျမ်းမာရေးမှာကောင်းကြရဲ့လားငါရဲ့တိုင်းပြည်ကိုလည်းလွမ်းမိပါရဲ့အော်ပြောရမှမနေတော်ရမှနေဆိုတဲ့စကားကလည်းရှိသေးတယ်မဟုတ်လားငါရဲ့တင့်တော်ရရမှနေရမှာပေါ့ပြောစရာကြီးဘယ်သူเจ้าနေတွေ့ပြီးတော့လွမ်းနေရတာလဲဟင်အော်တီးတာပါလားဒီလိုပါပဲကွယ်ဟိုတွေးတီတွေးပေါ့ဟောဒီမှာမောင်ကြီးစားဖို့အတွက်ငါးရင်ချက်လာတယ်ကျေးဇူးတင်ပါတယ်ဟာတီတာကမောင်ကြီးရဲ့အကောင်ဆုံးမိတ်ဆွေတယောက်ပါပဲသွားပါပိုးရီချစ်သူတွေ့သွားရင်ဟောဒီကနမကိုအလိုလိုမေးသွားမှာပါမမေ့ပါဘူးကွယ်အဘွားကိုတတိယတို့လိုမျိုးတီတော့ကိုလည်းတတိယနေမှာပါအင်းနော်ဘာလို့လုံးနဲ့အဘွားဆုံးတာတော့တနေ့ပြည့်ခဲ့ပြီဒီလိုပဲပေါ့ဟာဘဝဆိုတာခွဲခွာခြင်းနဲ့အဆုံးတက်ရမှာပါထိုနေ့မှာပဲမင်းသားလေးနေတိုင်းရတိုင်းမိမှာဘရင်ကြီးနှက်ရဆန်သွားသည်တို့ဖြစ်၍အမတ်ကြီးများစီဝေးတိုင်ပင်ကမင်းလောင်းရှာဖွေရန်စီစဉ်ကြသည်ထုံးစံတိုင်းမင်္ဂလာငှက်တကောင်ကိုလောင်ရင်အတွင်းကနေလှုပ်တင်ပေးလိုက်မည်အဲ့ဒီငှက်ဟာကောင်းကင်တဲကိုဝဲပြန်သွားပြီးတော့အချိန်တန်တဲ့အခါလူတယောက်ရဲ့ပခုံးပေါ်မှာနားလိမ့်မယ်အဲ့ဒီလူဟာကျုပ်တို့တိုင်းပြည်ရဲ့ဘရင်ပေါ့ဒီလိုနဲ့မင်းလောင်းရှာဖွေပွဲကြီးစတင်ခဲ့လေပြီစိတ်ဝင်စားစရာပဲအမတ်ကြီးများကလည်းငှက်ကိုစတင်၍လှုပ်လိုက်သည်ပြန်ပြီးတော့ဟောဟိုမှာငှက်ကကောင်းကင်ထဲမှာဝဲနေတယ်ကွာငါအပေါ်မှာလာနာပါတော့လားအောက်ကိုဆင်းတော်လေကွယ်မင်္ဂလာငှက်ကလူအုပ်ကြီးရှိရာစီတို့မစင်မြို့အစွန်တို့ဝဲပြန်သွားသည်လိုက်ဟေးလိုက်ရနောက်ဆုံးမှာတော့မြေကြီးပေါက်နေတော့မင်းသားလေးရဲ့ပခုံးပေါ်တို့နားလေတော့သည်ဟိုမှာကွာဟိုမှာနားသွားပြီဟေ့ဂိုင်းကျုပ်တို့ရဲ့စီကန်းချက်တွေတိုင်းဟောဒီတငယ်ကိုမင်းလောဖြစ်ရွေးချယ်ကြစို့ကန်းကွက်တယ်ဗျို့သဘောမတူဘူးမတူနိုင်ဘူးဟေ့ဒီကောင်ကတိုင်းတစ်ပတ်ကလာတာဒါကြောင့်ဘယ်ရင်မဖြစ်ထိုက်ဘူးပြီးတော့စိတ်မရှိမျိုးမရှိတကောင်ကျက်သမားကထိနှက်နဲ့မတန်ဘူးကန်းကွက်တယ်ဂိုင်းဝင်းမင်းတို့ဒီသူတို့ရဲ့ဆန္ဒကိုလည်းလွန်ဆန်လို့မဖြစ်သေးဘူးခင်ဗျဒါကြောင့်ဟောဒီတငယ်ကိုမရေးချယ်ပဲနောက်တစ်ချိန်ပြန်စကြစို့အင်းပေါ်လေပြန်စရသေးတာပါဒုတိယချိန်တွင်လည်းမင်္ဂလာငှက်ကမင်းသားလေးရဲ့ပကုံးထက်နိုင်တာနားပြန်လေ၏ခုနကလိုပဲဟိဒီတစ်ချိန်လဲကန့်ကွက်တဲ့ပြုတ်နောက်တစ်ခါပြန်စပါတတိယချိန်တွင်လည်းမင်းသားလေးရဲ့ပကုံးထက်နိုင်တာနားလေတော့၏သူ့မှာဘယင်ဖြစ်တိုက်မဲ့ဖုံးကန်ရှိလို့3ချိန်တိုင်တိုင်ငှက်ကနားခဲ့တာပဲကျုပ်တို့ဒုက္ခဝတီပြည်ရဲ့မင်းလောင်းကိုရှာသွေးပြီပြုတ်ပြောလိုက်တာမင်းလောင်းကိုအခမ်းအနားနဲ့တကွကြိုးဆိုကြစို့ဤသို့ဖြင့်မင်းသားလေးကဒုက္ခဝတီပြည်ရဲ့ဘယင်ဖြစ်လာခဲ့သည်ဘယင်လေးရဲ့အုပ်ချုပ်မှုစွမ်းရည်မြင့်မားမှုအမျှော်အမြင်ကြီးမားမှုဂရုဏာကြီးမားမှုတို့ကြောင့်ပြည်သူတို့ရဲ့အချစ်တော်ဖြစ်လာခဲ့သည်နိုင်ငံတော်တိုးတက်ရေးလုပ်ငန်းတွေကိုနှိမ့်ညံမပြတ်ဆောင်ရွက်ရမယ်ဘယင်လေးရဲ့စွမ်းဆောင်ချက်ကြောင့်နိုင်ငံတော်ကရှေးရခင်ကတည်းအစများစွာပုံမှုတိုးတက်လာခဲ့သည်အခြားတိုင်းပြည်များကပင်ချီးကျူးရလေသည်ဒုက္ခဝတီဘယင်တကယ်တော်တယ်ကျုပ်တို့လည်းသူ့ကိုအတူယူတင်တယ်ငါနွမ်းမစင်ခါတုန်းကတီတာကငါဘွားကိုအားပေးခဲ့တယ်သူကငါဘွားရဲ့ပါရမီဖြည့်ပဲတယောက်ပါပဲဒါကြောင့်သူ့ကိုမိဖုရားမြောက်ရမယ်ဤတို့ဖြင့်တီတာကလည်းဒုက္ခဝတီဘယင်ရဲ့မိဖုရားဖြစ်ခဲ့လေပြီလိုက်ဖက်ပါပဲရဲ့မောင်ကဘယင်ဖြစ်ပြီဆိုတော့တောသူမလေးကိုမင်းနေပြီထင်နေတာမမေ့ပါဘူးကွယ်တီတာကမောင်ဘွားရဲ့အရေးကြီးဆုံးအရာတွေတဲကတစ်ခုအပါဝင်ပါဒီနေ့ကစပြီးတာယာတဲ့ဘောတစ်ခုကိုအတူလက်တွဲရှောင်လဲနိုင်ပါပြီဒုက္ခဝတီဘယင်ကိုလေးစားအားကျသူများတဲ့တွင်ဘယင်ကလေး၏ဖခင်လည်းအပါဝင်ဖြစ်လေသည်ဒုက္ခဝတီဘယင်ကအရွယ်သားငယ်တယ်တိတ်တော်ဆိုပဲသူနဲ့တွေ့ကျင်လိုက်တာဒီလိုအင်အားကြီးနိုင်ငံနဲ့မိတ်ဖွဲ့ထားရင်အများကြီးကောင်းကျိုးရှိတယ်တနေ့တော့ခါဒုက္ခဝတီဘယင်သည်ဖခင်၏နိုင်ငံတော်တို့တမန်တော်များစိတ်လွတ်ကချစ်ကြည်ရေးရွှေလန်းငွေလန်းဖောက်ခဲ့၏ဖုံးတော်ကြီးမြတ်တော်မူသောအရှင်မင်းကြီးအားကျွန်ုပ်တို့ဒုက္ခဝတီဘယင်မှအမှားတော်ပါလိုက်ပါသည်ကျမ်းမာပါစေကြောင်းစူတောင်းတဝင်လွှာနဲ့တကွာလက်ဆောင်ပဏ္ဏများကိုလည်းဆက်တာပါသည်ရွှေလန်းငွေလန်းဖောက်ရန်လုံငါဒုက္ခဝတီပြည်မှဖိတ်ခေါ်ပါသည်ဖေဟာ
ဒါဖြင့်လဲမောင်မင်းတို့တိုင်းပြည်ကိုကြွချီရသေးတာပါဘယ်ကြီးကြွချီလာတော့ခါဒုက္ခဝတီပြည်မှာအမွေးနန္တာများဖြင့်၎င်းပန်းများဖြင့်၎င်းခမ်းနားစွာကြိုဆိုကြလေသည်ဤတို့ဖြင့်အင်အားကြီးမင်းတစ်ပါးထိတ်တိုက်တွေ့ဆုံကြလေပြီဒုက္ခဝတီဘင်းဟာငါထင်တာထက်တောင်ထက်မြက်မဲ့ပုံပဲဒုက္ခဝတီပြည်မှာကြိုဆိုပါတယ်ဘယင်ကြီးသည်တားငယ်နှင့်ထိတ်တိုက်တွေ့ဆုံနေပါတော့လေတေဘီဟုထင်၍၎င်းနှစ်ကာလကြာမြင့်၍၎င်းမမတ်မိနိုင်ရှာတော့အရှင်မင်းကြီးအားကျွန်ုပ်တို့တိုင်းပြည်မှာအကောင်းဆုံးအစားအစာများနှင့်အခခင်ပါရစေသုံးဆောင်တော်မူပါဖေဟာဖာခမဲတော်ငါ့ကိုမမတ်မိတာကောင်းတယ်ငါဘက်ကလည်းမသိသလိုခက်တည်တည်နေမှဟင်းနယ်လေးကိုငွေ့နေတာပဲထိုအစားအစာများတဲ့တွင်စားလုံးဝမပါပေအကြောင်းမူကားဒုက္ခဝတီဘင်းကစားတော်ကဲများအားဟင်းချက်ရ၌စားလုံးဝမထည့်ရန်မှားထားသောကြောင့်သည်ဘယင်ကြီးကပွဲတော်တရားတွင်စားမပါသောကြောင့်ညီသည့်အရသာမျှမတွေ့နိုင်ရှာပေပေါ်ပြက်ပြက်နဲ့အရသာလည်းမရှိပါလားအရှင်မင်းကြီးပွဲတော်တရားတာနှစ်သက်အားရပါသလားအိုးအဆွေတော်တင်တို့အတိုင်းပြည်မှာစားလုံးဝမရှိလေရောသလားရှိပါတယ်ဖေဟာစားထွက်လွန်းလို့အခြားတိုင်းပြည်များကိုတောင်တင်ဖို့ရောင်းချနေပါတယ်ဖေဟာဒါဖြင့်ဟောဒီဟင်းလျာတွေထဲမှာဘာကြောင့်စားမခဲရတာလဲဘုန်းတော်ကြီးတော်ဖာခမီတော်ကျွန်ုပ်ဒီဖာခမီတော်ပေါ်စားလောက်ချစ်တဲ့အကြောင်းတတ်သိပြတာပါဖေဟာစားရဲ့တန်ဖိုးကိုဖော်ပြတာပါဖေဟာထိုစကားကြားရတော့ခါဘရင်ကြီးရိတ်စားမိလေပြီဟင်ဒါဖြင့်အတင်းကဘာလို့လဲကျွန်ုပ်ဒီအရှင်မတရားကြီးရဲ့သားတော်သုံးပါးနဲ့အငယ်ဆုံးသားတော်ကလေးဖြစ်ကြောင်းပါအိုးထိုအခါမှာဒုက္ခဝတီဘရင်လေးကဖြစ်ကြောင်းကုံစဉ်အလုံးစုံကိုဖခင်ဘရင်ကြီးအားပြန်လဲပြောပြလိုက်တယ်အိုးသားတော်လေးရဲ့မတိလို့ပြန်တွေ့ရတယ်ကွယ်အဲ့ဒီအချိန်တုန်းကတတင်ကဒေါသကြောင့်ပြုတ်ခဲ့မိတဲ့ဖာခမီးတော်ရဲ့အပြစ်တွေကိုခွင့်လွှတ်ပေးပါခွင့်လွှတ်ပါတယ်ဖာခမီးတော်ငယ်ရွယ်စဉ်ခါတုန်းကပြောမဆိုမရှိခဲ့တဲ့သားတော်ရဲ့အဖြစ်တွေကိုလည်းခွင့်လွှတ်ပေးပါခွင့်လွှတ်ပြီးတော့ပါကွယ်ပြီးနောက်စားမပါတော့ဟင်းလျာများကိုဖယ်ရှားစေပြီးစားပါတော့ဟင်းလျာများဖြင့်တီခင်းအခမ်းတော်ခါမှာဖခင်ဘရင်ကြီးကငြိမ်ချက်စွာစားသုံးတော်မူလေသည်စားလို့ကောင်းလိုက်တာကွယ်စားရဲ့တန်ဖိုးကြီးမားလေးစွာတကားထိုးနောက်ပိုင်းမှာစပြီးအင်အားကြီးနှစ်ပြည်တောင်မင်းတော်တို့သည်ချစ်ကြည်ရေးရွှေလန်းငွေလန်းဖောက်ကတိုင်းပြည်ကိုတရားသဖြင့်အုပ်ချုပ်ခဲ့ကြလေသည်ပြီးပါပြီဆက်လက်ကြိုးစားပါဦးမယ်ကတုံးစော်ဝိုင်း